မင်္ဂလာတရားနော်စနေအောင်အားလုံးမင်္ဂလာပါရှင် NG YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်မဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့စုံမလေးကီကီရဲ့အခန်းစလေးပဲဖြစ်ပါတယ်ရှင်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်နှစ်တစ်ကိုစောင့်ကျင်းပေးတဲ့ကီကီကိုရီကိုမျိုးအေးနှစ်တစ်ကိုအကြိုညဖြစ်သည်နောက်ထပ်၄နာရီအတွင်းတွင်ယခုနှစ်သည်ကုံဆုံးတော်မူအိမ်တိုင်းလူလူကလည်းနှစ်တစ်ကိုကြိုဆိုရန်အစဉ်သင့်ဖြစ်နေကြပုံရသည်ပရင်းပေါက်များအားလုံးပြောင်ဖလက်တောက်ပနေပြီးအိမ်များမှလိမ်ပုံရောင်အလင်းဖြော့ဖြော့များသည်လမ်းများထက်သို့ဖြာထွက်နေကြသည်ကီကီ၏နှလုံးသားနှာကျင်နေသည်ဇာတိအိမ်တွင်ဆိုရင်တော့နှစ်တစ်ကိုအကြိုညတိုင်းသည်သူမ၏မိသားစုနှင့်အတူတကွပျော်ရွှင်ခဲ့ရသည်သို့သောယခုနှစ်တွင်သူမနှင့်ជីជីနှစ်ဦးတည်းတစ်နှစ်မပြည့်မချင်းသူမ၏အရွယ်ရောက်ကြီးပြင်းလာခြင်းကိုအိမ်ပြန်ပြီးကျင်းပ၍မဖြစ်ပေကီကီ၏မွေးရမြေတွင်နှစ်တစ်ကိုအကျိုးညရိုးရာအရာခရမ်းကျင်သည့်အနှစ်နှင့်အသားလုံးဟင်းများကိုစားကြသည်ထို့ကြောင့်ကီကီကကိုတတိပြန်ကပ်ပြီးအသားလုံးဟင်းချက်ရန်ပြင်တော့သည်သူမကပန်းတီလုံးအရွယ်များကြီးမားလာသောအသားလုံးများကိုလှုပ်ပြီးခရမ်းကျင်သည့်အနှစ်များနှင့်မိအေးထားပြီးတည်ထားလိုက်သည်သူမ၏အမေမြည်တို့စီမံခဲ့ပုံများကိုအမှတ်ရပြီးလွေရသည့်ကလေးကထိုခရမ်းကျင်သည့်များကိုတိုးလောင်ထားခဲ့ခြင်းဖြစ်သည်အိမ်တွင်လူတိုင်းကအသားလုံးများကိုသုံးဆောင်ကြပြီးရမန်နှစ်မှအတွေ့အကြုံများကိုချင်းချင်းပြောဆိုဖလှယ်ကြသည်နာယီကတကောင်ရန်ခေါင်းလုံးတန်ထူသောအခါအနည်းတွင်ရှိနေသောလူတို့ကိုပွေဖက်ပြီးတို့တွေအတွက်ကောင်းသောနှစ်ဖြစ်ခဲ့တယ်မဟုတ်ပါလားဟုပြောတတ်ကြသည်ဟေးជីជីကီကီကဦးထဲသို့စားနေငရုတ်ကောင်းမှုများကိုထည့်ရင်းပြောနေသည်ဒီနေ့တော့ငါတို့နှစ်ယောက်သေးပဲဒါပေမဲ့အသားလုံးလုပ်စားကြတာပေါ့ဟာပြီးတော့တကောင်ရန်နာယီထိုးတန်ကြရင်ခါတိုင်းလိုပဲနိကုနှုတ်ဆက်စကားပြောကြတာပေါ့โอเคလားဒါပေါ့โอเคပါတယ်ဒီနေ့ကဒီအတိုင်းလေးပဲအဆင်ပြေပြေကုံဆုံးသွားမှာပါနင်သဘောထားပုံအရဆိုရင်ဒီနေ့ဟာတော်တော်ကိုကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ជីជីကသူ့လက်ကိုအရှိထုတ်ပြီးအပြင်းပြေဆန်းလိုက်သည်ဒီညဟာနှစ်တစ်ကူးကြုံမင်းညဒါပေမဲ့တခုခုတော့လိုနေသေးတယ်လို့ပဲလို့ကီကီကတွေးနေမိသည်သူမကဟင်းအရသာကိုမြည်ကြည့်ရင်ခေါင်းထောင်လာသည်လမ်းတွင်ပုံမှန်ထက်ဆူညံနေသည်ကိုသတိထားမိသည်လူအများအပြင်ဘက်တွင်စုဝေးနေကြပုံရသည်ဒါပေမဲ့ဒီအချိန်ဆိုအိမ်ကစပွဲဝိုင်းမှာစုဝေးနေရမယ့်အချိန်လေးအပြင်ဘက်လမ်းတလားနေရမှာမဟုတ်တာဟယ်လိုဝဆုနိုကသူမ၏သမီးငယ်လေးကိုပိုက်ချီလျက်တကားကိုဖွင့်ပြေးဝင်လာသည်ကလေးကအရွယ်ကြီးလာပြီဝဆုနို၏ခြေထောက်များကိုပင်ကန်ကြောင်နေနိုင်ပြီနားချောင်ကွယ်မင်းကြားပါရဲ့လားဝဆုနိုကတင်းကြီးတလုံးပေးလိုက်သည်ကီကီကဝဆုနိုကိုတစ်ချက်မြငေးကြောင်ပြေးကြည့်နေမိသည်ဇိုးရီဇိုဝါဖြစ်ပြီးသူမပြန်ပေးလိုက်သည်ဘာကိုနားထောင်ရမှာလဲဟင်ဒီတစ်ခေါက်တော့ဝဆုနိုကကီကီကိုငေးကြောင်ပြေးကြည့်မိသည်အော်ဟုတ်သားပဲသူမ၏အမားကိုသဘောပေါက်ပြီးခေါင်းတစ်ခါခါဖြစ်ညီမကဒီမျိုးရဲ့နှစ်တစ်ကူကျိုးစိုးပုံကိုမသိသေးဘူးပဲမမပြောပြထားတင်တာပေါ့အဲ့ဒီနာယီစင်ကိုတွေ့လားသူမကပရင်ပေါက်မှနေ၍အဝိတနေရရှိမြို့များဆိုင်းနေသောနာယီစင်ကြီးကိုညွှန်ပြလိုက်သည်ဘယ်သူစောက်ဖြစ်တယ်လဲတော့မမသိဘူးဒါပေမဲ့အဲ့ဒီနာယီစင်အမြင့်ကြီးကမြို့တော်ခမ်းမအကျော်မှာရှိတယ်အချိန်တိချင်လို့နာယီကိုကြည့်ရင်တိမ်ဆိုင်တွင်နဲ့ကာနေတော့မမြင်ရတတ်ဘူးတိမ်တွေမရှိရင်တော့မှနာယီကိုမှုတ်ကြည့်ရတာနဲ့ရင်ဇက်ကြီးပေါင်းရနိုင်တယ်ဒါကြောင့်ဘယ်သူမှတော့ထူပြီးအချိန်တိချင်တာနဲ့အဲ့ဒီနာယီစင်ကိုမျောကြည့်မနေဘူးဒါပေမဲ့နာယီစင်ကြီးကတစ်နှစ်လုံးမှာအရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်တယ်အဲ့ဒီအချိန်ကနှစ်တစ်ကူအကျိုးညပဲနာယီကြီးကနှစ်တစ်ကူအကျိုးညမှာတခါတည်းပဲတီးတယ်ပြီးတော့တကောင်ရောင်အချိန်မှာပဲဖြစ်တယ်နာယီကြီးကခေါင်းလုံးတန်12ချက်တီးပေးတယ်ပြီးတာနဲ့တပြုတ်လုံးကလူတွေကစပြေးကြတာပဲနာယီစင်ကြီးကနေစပြေးပြီးမြို့ကိုတပတ်ပတ်ကြတယ်ပြောရရင်တော့မမတို့ဟာနှစ်တစ်ကိုပြေးလွှားခြင်းနဲ့ကြိုးစိုးကြတာပေါ့ကွယ်နာယီမျိုးစင်ကြီးစောက်ကလေးကမမတို့မှာဒီလိုအရေးကြီးတဲ့ထုံတန်းကိုနှစ်စဉ်ကျင်းပကြတယ်တနည်းဆိုရင်လေခေါင်းလောင်းတန်တွေကိုမမတို့အားလုံးကမပြတ်မကွက်နားဆွင့်ခဲ့ကြတာပေါ့ကွယ်မမတို့နှစ်တစ်ကူနှုတ်ဆက်စကားဟာနားထောင်ကွယ်မင်းကြားပါရဲ့လားတဲ့အော်ဒါကြောင့်မို့လမ်းတွေမှာလူတွေကများနေကြတာကိုကီကီကနောက်ဆုံးတော့သဘောပေါက်သွားသည်အင်း
ထုံးစံတိုင်းပဲတချို့တွေဆိုရင်အိမ်ကနေစောစောထွက်ပြေးနိုင်ရင်စင်မစောင့်နေကြတယ်ဒီလိုဆိုရင်ကျမလည်းပြေးလို့ရတာပေါ့ကီကီကမေးလိုက်သည်ဒါပေါ့ဒါပေမဲ့မပြန်တန်းရဘူးနော်အဲ့ဒီလိုတော့ကျမမလုပ်ပါဘူးမမအချန်ကတော့မမယောက်ျားဘီနာကနေကလေးကိုကြိုးပိုးပြီးပြေးဖို့ပဲမမတို့နဲ့လိုက်ခဲ့လေအိုဆိုနိုထွက်သွားပြီးနောက်ကီကီသည်စကတ်ကိုမှပြေးသူ့မခြေထောက်များကိုအကျော်လျှော်နေတော့သည်ကြီးကလည်းခြေထောက်များကိုသွေးပူအောင်လှုပ်ခါနေသည်အချိန်2 နာရီခန့်အကြာတွင်ခိုရီကိုမြို့၏မြို့တော်ဝန်လေးသည်တနစ်စာအလုတ်တော်ဝန်များပြီးဆုံးသောသဖြင့်သူ၏စပွဲတွင်ထိုင်ပြီးအကျော်ဆက်နေသည်နှစ်ဆတွင်ရွေးကောက်ခံရပြီးကလေးကအဆအရာရာအစဉ်ပြေချုံးမွေနေခဲ့သည်ထို့ပြင်သူကိုငယ်ပင်ပဲ့လဲဟုမြင်ကြတော့လဲသူ့ရဲ့စွမ်းဆောင်ရည်ကိုမြို့နေလူတူကတော်ကိုလေးစားကြသည်ဤညသည်နှစ်တနေ့၏နောက်ဆုံးဖြစ်သောကြောင့်သူသည်ရခင်ကထက်ပို၍စိတ်အားတကြွနေသည်မြို့နေလူတူကသူ့အပေါ်ပို၍ယုံကြည်မှုတိုးပွားလာစေရန်သူကနှစ်တကူအပြေးပွဲတွင်ရှေ့ဆုံးမှဥဆောင်ပြီးပြေးပြမည်ဟုတားဆူနေသည်တင်းနှစ်သူကလက်များကိုခေါင်းပေါ်မြောက်သည်3 4ခြေထောက်ကိုစောင့်နှင်းပြီးသွေးပူလေးခြင်းခန်းလှုပ်လိုက်သည်ထို့နောက်ပရင်းပေါက်ကိုဖွင့်ပြီးမြို့ကိုကြည့်ကနစ်ကူးနှုတ်ဆက်စကားကိုအတန်ကုတ်ခစ်ပြီးអော်လိုက်သည်နားထောင်ကြည့်ပါခမများတို့ကြားရရဲ့လားထိုအခိုက်တွင်သူသည်တုံ့လှုပ်ပြီးပရင်းပေါက်မှပြုတ်ကျမတက်ပင်ဖြစ်သွားသည်သူ့ရုံခန်းသည်မြို့တော်ခမ်းမ၏အပေါ်ဆုံးအထက်တွင်တည်ရှိနေလေသည်ထို့ကြောင့်ပရင်းပေါက်ဖွင့်လိုက်သည်နှင့်နာယီမျောစဉ်အထက်မှနာယီတန်တဲ့တဲ့ကိုမိုးရွာသည်ဖြစ်စေတိမ်ထူသည်ဖြစ်စေအမြဲတစေပုံမှန်ကြားနေရတတ်သည်သို့သောယခုအခါပုံမှန်ကြားနေကြ TikTok အတန်မထွက်ပဲ it up pit pot ဟူ၍ညညူတန်ပေါက်နေသည်မြို့တော်ဝန်ကလေးသည်ပရင်းပေါက်မှခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီးနာယီကိုအလှန်တကြားကြည့်လိုက်သည်ထို့နောက်နာယီသည်ဟူနောက်ဆုံးအတန်ပေးပြီးရပ်သွားတော့သည်အချိန်မှာ10 နာရီနှင့်36မိနစ်ဖြစ်၏နာယီကြီး၏တစ်နှစ်တစ်ကြိမ်အလုပ်ဖြစ်သည့်တကောင်ရန်12 နာရီထိုးတံပေးရန်1 နာရီနှင့်24မိနစ်သာလိုတော့သည်မြို့တော်ဝန်သည်တယ်လီဖုန်းစီခုံလွှားပြီးနာယီမျောစင်ကြီးကိုမျိုးရိုးအလှိုက်ထိမ့်သိမ့်ပြုတ်ပြင်လာခဲ့သောနာယီပြင်စရာစီကိုလှမ်းဆက်တော့သည်မျောစင်ကနာယီကြီးရက်သွားပြီဗျမြန်လာခဲ့ပါဦးပြီးတော့ဘယ်သူကိုမှမသိစေနဲ့မြို့တော်ဝန်သည်ဖုန်းချပြီးသည်နှင့်တစ်ဖက်လမ်းသို့ကူးပြေးနာယီမျောစင်ထဲဝင်ပြေးတော့သည်နာယီကြီးသည်တိဆောက်ပြီးကလေးကပြက်သည်မရှိနှစ်တစ်ပြေးပွဲကိုနှစ်စဉ်စတင်နိုင်ရန်စံတော်ချိန်ကိုက်မြည်ဟီးပေးခဲ့သည်ထို့ကြောင့်လည်းမြို့နေလူတူကနာယီမျောစင်ကြီးနှင့်ပတ်သက်၍ဂုံတဝင့်ဝင့်ဖြစ်ခဲ့ကြသည်နာယီကတော့အချိန်မရွေးပြက်နိုင်တာပါပဲငါရွေးကောက်ခံရတဲ့နှစ်မှပြက်ရတယ်လို့တမိုင်းစာအုပ်တွေထဲပါလာရင်ဘေးနဲ့လုပ်မလဲတော်တော်ရှက်ဖို့ကောင်းတယ်မြို့တော်ဝန်လေးခမများဆက်မတွေးရဲ့မကြခင်တွင်နာယီပြင်စရာသည်မြောက်စင်၏လေကထစ်ပေါင်း2358ခုကိုသူ့၏ကရိယာတန်ဆာပလာထည့်ထားသောအိတ်ကြီးအားလွဲပြီးတက်ရောက်လာလေသည်သူ့မိသားစုသည်ဤနာယီကြီးကိုပြုတ်ပြင်ထိမ့်သိမ့်ခဲ့သည်မှာမျိုးဆက်5ခုတိုင်ပင်ရှိခဲ့ပြီသူတို့မျိုးရိုး၏အလုတ်ကိုစ조사သည့်အစဉ်လာကြောင့်နာယီကြီးမှာတစ်ချိန်တစ်ခါမျှပင်မရက်တန့်ခဲ့ဘူးပေနာယီပြင်စရာသည်လွန်ခဲ့သောအပတ်ကဤညအတွက်ပြုတ်ပြင်ထိမ့်သိမ့်မှုပြုလုပ်ရာတွင်လွဲမှားမှုရှိခဲ့မိသောကြောင့်လောဟုဇဝေဇဝါဖြစ်နေမိသည်သူ့၏နှလုံးခုန်တန်သည်နာယီကြီးအကောင့်ပကတိရှိခဲ့စဉ်ကညီခဲ့သောအတန်ထက်ပင်ကျဲလောင်နေတော့သည်မျက်နှာမှာဖြူဖက်ဖြူရောဖြစ်နေတော့လဲပြင်ဆင်ပြုတ်ပြင်ခြင်းအလုပ်ကိုတန်းလှုပ်လေသည်သူကတက်သားတုတ်ကလေးဖြင့်ရှိသမျှဝက်ဦးများဂီယာများကိုလိုက်ခောက်သည်ချက်ချင်းဆိုသလိုပင်သူစိတ်သက်သာရသွားသည်အဖေရှာလို့ရပြီဗျဒီထဲကအကြီးဆုံးဂီယာကကျိုးသွားတာဗျပြင်းရမှာတော့လွယ်ပါတယ်ဂီယာကိုထုတ်ပြီးအစ်စ်လဲယုံပဲ3 မိနစ်ပဲကြာမယ်တကယ်လားမြို့ဝင်လေးကခြေတကြွကြွဖြစ်1 နှစ်ရွတ်နေပြီးမှထပ်ပေးလိုက်သည်အချိန်ကိုပြန်ပြီးပြင်လို့ရနိုင်တယ်မဟုတ်လားရပါတယ်ဂီယာအစ်စ်လဲတက်ပြီးတာနဲ့မျက်စိတမိတ်အတွင်ပြင်နိုင်ပါလိမ့်မယ်ပြီးတော့ခေါင်းလုံးကလည်းတကောင်ရံမှာကောင်းကောင်းမြည်နိုင်မှာပါနော်မြည်မှာပါနာယီပြင်စရာသည်ယုံကြည်မှုအပြည့်ဖြင့်အာမဘန်းတွေခန်းလိုက်သောကြောင့်မြို့ဝန်ကလေး၏တောကများအဝေးသို့လွှင့်သွားတော့သည်နာယီပြင်စရာသည်တချင်းတငင်းကြီးဖြင့်
သူ့ရဲ့ကရိယာအိတ်ကြီးထဲမှာဂီယာအစ်စ်ကိုထုတ်ယူနေရင်မျက်နှာမှာဖြူဖက်ဖြူရောပြန်ဖြစ်လာပြီးလက်များတုံရင်လာသည်ဒါပေမဲ့လဲထဖို့ဂီယာအစ်စ်ကပါမလာဘူးဗျဘာဒါဆိုရင်မညက်လို့ပြီးအစ်စ်တစ်ခုသွားယူလေမြို့တော်ဝန်ကလည်းမျက်နှာသွေးဆုပ်သွားပြီးအတန်များတုံရင်လာသည်ဆိုင်မှာလည်းမရှိတော့ဘူးဗျပစ္စည်းအစ်စ်ကိုမာရမှာဟာဒါဆိုရင်မြန်မာတော့လေဒါပေမဲ့ပစ္စည်းရဖို့က53ရက်ကြာမှာမြို့တော်ဝန်သည်အနောက်သို့ပင်ရိမ့်ရိုင်သွားသည်အန်ကိုတင်းတင်းကြိတ်ပြီးမှစကားတန်ထွက်လာသည်ချက်ချင်းလဲတက်နိုင်ဖို့တခုခုကိုခမ ्या ကဘယ်နေရာကနေရနိုင်မလဲကျွန်တော်ကြားဘူးတာကတော့အနောက်အရက်ကတောင်3000ကိုကြော်ပြီးရင်ရောက်တဲ့မြို့ကလေးမှာဒီလိုဂီယာပုံစံတူရှိတဲ့နာရီစင်ရှိတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဂီယာကိုငားပြီးတော့ငားမယ်ဟုတ်လားဟုတ်ပါတယ်ဘယ်သူကမှမပြောဘဲနဲ့လေခမ ्या ပြောတာကကျွန်တော်တို့ကခိုးရမှာလားဟုတ်ပါတယ်ဒါပေမဲ့ပါလေဒါပေမဲ့ကျွန်တော်တို့မှတခိုးမရှိဘူးဘာတွေပြောနေတာလဲခမ ्या ပဲလောက်ရမှာလေဗျာအဲ့ဒီဟုတ်ပါပြီဒါပေမဲ့အချိန်ကမရှိကျွန်တော်ရဲကားတစ်စင်းကိုယူသွားပြီးအော်နံပေးပြီးအမြန်သွားမယ်ဆိုရင်ဟာဗျာခမ ्या ငတုံးမယ်ပစ္စည်းခိုးဖို့ကိုရဲကားစီးပြီးသွားเสียလားဗျတခြားနည်းလည်းမရှိတော့ဘူးလားဟုတ်ပြီရှိတယ်ဒီမြို့ခံကအင်မတန်နှစ်သက်ကြတဲ့ဝန်ဆောင်မှုတစ်ခုတော့ရှိတယ်ဖုန်းတန်မြည်လာသဖြင့်ပြေးပွဲအတွက်ပြင်ဆင်နေသောကီအနှောက်ယှက်ဖြစ်သွားသည်သူမကဖုန်းကင်လိုက်ပြီးနစ်တစ်ကာရဝစကားကိုဆိုလိုက်သည်နားထောင်ကွယ်မင်းကြားပါရဲ့လားတော့တစ်ဖက်မှတုံ့ပြန်လိုက်သောအတန်ကသူမအိနားတဲ့သို့ဆူးဆူးရှာရှာဝင်လာသည်ဒီအချိန်မှာနားလည်းမထောင်နိုင်ဘူးကြားလည်းမကြားနိုင်ဘူးအခုဖုန်းပြောနေတဲ့ငါကမြို့တော်ဝန်ပဲမင်းကမြို့ထဲမှာပစ္စည်းပို့ဝန်ဆောင်မှုပေးတယ်လို့ငါကြားတယ်ပစ္စည်းတွေကိုတွားယူတာကောမင်းလုပ်ပေးနိုင်မလားဆိုတာငါသိချင်တယ်သိချင်တာကိုနောက်ဆက်မေးစရာမလိုပါဘူးကျမလုပ်ငန်းဟာပစ္စည်းပို့ဝန်ဆောင်မှုဖြစ်တယ်ပစ္စည်းတစ်ခုခုကိုဒီနေရာကနေနောက်တနေရာကိုပို့ပေးနိုင်မှာတော့နောက်တနေရာကပစ္စည်းကိုဒီနေရာစီယူလာပေးဖို့တေချာပေါက်လုပ်နိုင်တာပေါ့ရှင်ကီကအာယုံနောက်ဟန်ဖြစ်ဖြေလိုက်သည်ဤအခါမှမြို့တော်ဝန်ကစကားကိုရင်းကျေးစွာပြောလေသည်အိုးတိတ်အဆင်ပြေသွားပြီပေါ့ဒီလိုဆိုရင်နာရီစင်အပေါ်ဆုံးထက်ကိုမြန်နိုင်သမျှမြန်အောင်လာပေးနိုင်မလားခင်ဗျာကီသည်ជីကိုခုတ်ကဆွဲပြီးမကြည်မနှက်ဖြစ်ဒရှူထိုးပြန်တန်းလာတော့သည်ဤတညတွင်သူမသည်လုံးဝမပြန်တန်းခြင်းလူအများနေရောထွေးပြီးပြေးလွှားရန်သာစိတ်ကူးထားသည်အောက်သို့ငုတ်ကြည့်သောအခါမြို့တော်ခမ်းမအပြင်ဘက်တွင်တကောင်ရန်နာရီတန်ကိုစောင့်ဆိုင်နေကြသောလူအုပ်ကြီးကိုမြင်လိုက်ရသည်လူရင်းကိုတန်းပြောရင်မြို့တော်ဝန်သည်သူမရောက်လာတဲ့နဲ့မဆုတ်မဆိုင်ပဲပြောတော့သည်ဒီနာရီမှာရှိတဲ့အကြီးဆုံးဂီယာတစ်ခုကကျိုးနေလေဒီကနေဆိုရင်အနောက်ဘက်မှာတောင်3000ကိုကြော်ပြီးရင်ရောက်တဲ့မြို့ကလေးကိုသွားပြီးဘယ်လိုပြောရမလဲအလစ်တော့ပြီးနိုင်မလားပေါ့အခုမြန်နေတဲ့မြတ်မြန်သွားပြီးနိုင်ရင်အကောင်းဆုံးပါပဲအလစ်တော့ပေးရမှာလားကီကမျက်လုံးပြူသွားသည်မြို့တော်ဝန်သည်ဇက်ပုသွားပြီးအတန်ကိုနှိမ့်၍ပြောနေသည်တနည်းပြောရရင်တော့ဘယ်သူမှမသိအောင်ခဏငားတာပါကွာဒါမှခေါင်းလောင်းကတကောင်မှမြည်နိုင်ရှင်ပြောတာခိုးပေးဖို့လားတူဒီလိုပြောရတာကလည်းမကောင်းပါဘူးငါတို့ကခဏပဲငားချင်တာပါပြီးရင်တော့ပြန်ပေးကြမှာပါပဲဒီလိုဆိုရင်တော့တခြားနည်းနဲ့ကျမတို့ခေါင်းလောင်းတန်ကိုအသက်မြင့်အောင်ကြိုးစားလို့မရဘူးလားနာရီကအမြင့်ကြီးမှဆိုတော့ဘယ်လိုနည်းနဲ့ပဲအသက်မြင့်ဘယ်သူမှမမြင်နိုင်ဘူးလေတို့တော့နာရီပြင်စရာကစိတ်မကောင်းစွာဖြင့်ပြန်ဖြေပေးသည်နာရီလက်တံတွေဟာ12နာရီအနေအထားကိုမရွှေ့မချင်းခေါင်းလောင်းကိုအသက်မမြင့်အောင်တိဆောက်ခဲ့ကြတာပါပြဿနာကတော်တော်လေးရှုပ်ပါတယ်ကွယ်ဒါဆိုရင်လက်ခုပ်လက်ဝါးတီးပြီးတော့ပဲတကောင်ရအချင်းကိုကြော်ညာပေးလို့မရဘူးလားမြို့တော်ဝန်ရှင်ဟာမဖြစ်ဘူးသူကခေါင်းကိုတွင်ခါသည်ငါတို့နှစ်ပေါင်းများစွာထိန်းထားခဲ့တဲ့ဒလိကြီးတစ်ခုကိုလွယ်ပြောင်းလို့မရဘူးပြောင်းနိုင်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဘယ်သူမှမသိနိုင်ဘူးလူတွေကပြေးရင်လွှားရင်နဲ့ခြေချင်းဝတ်လိန်တာပဲဖြစ်ခလုတ်တိုက်မောက်ရက်လဲကြတာတို့ဖြစ်သွားနိုင်တယ်ငါတောင်းမှပါတယ်မင်းသွားပြီးမှဖြစ်မယ်ကျေးဇူးပြုပြီးမဲမင်းကြီးမရဲ့ငါတို့မှာအချိန်ကတိတ်မကြံတော့ဘူး
မြို့တော်ဝန်သည်စကားပြောနေရင်မျက်နှာကြီးနေလာပြီးချက်ချင်းပင်သွေးဆုပ်တယ်လို့ဖြူဖက်ဖြူရောဖြစ်သွားလေတော့သည်ထို့နောက်သူသည်မျက်မှောင်ကျုံလျက်ငိုတော့မြေကဲ့သို့ကီကီကိုကြည့်နေလေသည်ဒီလူကတော့လေကီကီသည်နှက်ခမ်းဆူပြီးတွေးနေလေသည်တခဏအကြာတွင်သူမသည်စကားတစ်လုံးမှမပြောဘဲထိုနေရာမှပြန်တန်းထွက်ခွာလာခဲ့လေတော့သည်ကိုရီကိုမြို့၏အနောက်ဘက်ယွန်းယွန်းသို့ပြန်တန်းသွားပြီးတောင်တန်းသုံးသွယ်ကိုဖျက်ကျော်ပြီးသည့်တကားကကီကီသည်တောင်ကြားတစ်လျှောက်စိန်ပရက်တပွဲတက်လက်လက်တောက်ပနေသောမိရောင်စုံများထွန်းလင်းထားသည့်မြို့တစ်မြို့ကိုရောက်လာခဲ့ပါသည်ဟေးကီကီဒါအကြံကောင်းတစ်ခုဆိုတာနင်သိချရဲ့လားជីကသူမ၏ကြောကုန်းကိုကုတ်ကတ်တွင်နေရင်မှမေးမြန်းလိုက်သည်ငါတို့အဖမ်းတော့မခံရတော့ပါဘူးနော်မကြိုးစားဘဲနဲ့တော့ငါတို့မသိနိုင်ဘူးလေငါတို့သာအချင်းလေးအရက်ရက်ကိုတေချရှင်းပြပေးနိုင်ရင်သူတို့ကလည်းခဏတစ်ဖြုတ်တော့ငါးချင်ငါပေးမှာပေါ့ကီကီကကုတ်ကုတ်ကိုဖြေသိမ့်သည့်အလားជីကိုပြန်ဖြေလိုက်သည်မြို့ကလေးသည်တင်းငယ်သောကြောင့်နာရီစင်ကိုချက်ချင်းပင်တွေ့ရှိခဲ့လေသည်သူမသည်နာရီစင်အပေါ်သို့ဆင်းသက်လိုက်ပြီးမြည်သူမှတတိမထားမိအောင်ဝတ်ချလိုက်သည်နာရီစင်အောက်ကိုငုတ်ကြည့်လိုက်သောအခါကိုရီကိုမြို့ရင်ကဲ့သို့လူအများရင်ပြင်တွင်စုဝေးနေကြသည်ကိုအံ့အားသင့်စရာမြင်လိုက်ရသည်သူတို့အားလုံးသည်နာရီစင်ကိုပင်မျောကြည့်နေကြသည်ကီကီသည်ခေါမိုးပေါ်မှတိတ်တဆိတ်ဆင်းလာပြီးအောက်သို့ရောက်လာသည်လူအများသည်စိတ်လှုပ်ရှားစွာစကားပြောနေကြရင်းနဲ့သူတို့၏ညာဖက်လက်ချောင်းများကိုကွေးချီဆန့်ချီဖြင့်သွေးပူအောင်လုပ်နေကြသည်ဒီမြို့မှာကခြေတော့သွေးပူအောင်မလုပ်ဘဲလက်ချောင်းတွေကိုလုပ်နေကြပါလားထိုစဉ်သူမနဘေးရှိအဖိုးအိုတယောက်သည်သူမကိုပြုံးပြပြီးတင်းကြီးတလုံးနဲ့လှမ်းပြောလာသည်တကောင်ရန်နော်မင်းမမိလိုက်ပါနဲ့ကိုရီကိုမြို့၏နစ်တစ်နှုတ်ခွန်းစကားနဲ့ပင်ပုံစံစင်သည်နားထောင်ကွယ်မင်းကြားပါရဲ့လားဘာလို့လူတွေကဒီမှာစုဝေးနေကြတာလဲကီကီကမေးလိုက်သည်ဘာလို့မင်းမသိဘူးလားတကောင်ရန်ရောက်ပြီးဆိုရင်တို့တွေကလက်တန်းချင်းချိတ်ပြီးကောင်းသောနှစ်ဖြစ်လာဖို့ဂတိကိုပြုကြတယ်လေဒါဒီမျိုးရဲ့ဒလိလိုဖြစ်နေတာနင့်နဲ့ချီပါပြီသူကသူ့ရဲ့လက်တန်းကိုထုတ်ပြပြီးပြုံးပြလေသည်အစင်တစ်ပြင်ထားအချိန်ကြတော့မယ်ဟင်မင်းကတပြစ်စစ်တစ်ချောင်းနေပါလားနှစ်တစ်ကူးမှတန်ရှင်းအလုပ်လုပ်နေတော့ပဲလားမြန်မြန်ပြီးအောင်လုပ်အောင်နော်သူကသူမ၏ပခုံးကိုအသာပုတ်ရင်းအားပေးသွားသည်ကီကီသည်လူအုပ်ကြားထဲမှတိုးဝှေ့၍ထွက်ခွာလာခဲ့ပြီးနောက်ជីကိုပြောလိုက်သည်ပြန်ချစို့ကီဟာကိုဘလို့လုပ်မှာလဲជីကသူမကိုစိုးရင်တကြီးမှော့ချပြီးမေးလိုက်သည်ကိစ္စမရှိဘူးပြန်ချတာပေါ့သူမကဒုံတိတိပြောချလိုက်သည်ဒါပေမဲ့ငါတို့ကခဏလေးပဲငားချမှာလေနင်မမေးတော့ဘူးလားမမေးဘူးငါဘလို့မေးရမှာလဲကီကီကဝမ်းနဲ့ဟန်ဖြစ်ပြောလာသည်ငါကသူတို့စီကဂီယာကိုငားလိုက်ရင်ဒီကနာရီက12နာရီဆိုရင်အတန်မြေမှာမဟုတ်တော့ဘူးပြီးတော့ဒီမြို့ကလူတွေဟာလေသူတို့ရဲ့လက်တန်းချိတ်ဂတိကဝတ်ကိုပြုတ်နိုင်တော့မှာမဟုတ်ဘူးငါကြောင့်အားလုံးကတစ်နှစ်ပတ်လုံးမှာတယောက်နဲ့တယောက်ရန်ဖြစ်နေကြရင်ဘယ်နဲ့လုပ်မလဲဒါပေမဲ့ကိုရီကိုမာကလည်းပြဿနာတက်နေတာပဲလေငါတို့ဘယ်လိုလုပ်ကြမလဲငါကြိုးစားပြီးတနည်းနည်းတော့စဉ်းစားကြည့်မယ်ကီကီသည်အရိတ်ထဲမှထွက်လာပြီးကောင်းကင်သို့ပြန်တက်သွားလေသည်ကိုရီကိုမြို့ရှိနာရင်စင်သို့ရောက်လာသောအခါမြို့တော်ဝန်နှင့်နာယီပြင်စရာတို့သည်သူမအပေါ်ခုံအုပ်မတက်လာမေးကြလေသည်အခြေအနေဘယ်လိုလဲဂီယာမြန်မြန်ပေးပါဦးကီကီသည်သူမ၏လက်ပလာကိုပြလိုက်သည်ကျမမပါလာပါဘူးဒါပေမဲ့မပူပါနဲ့ကျမအားလုံးကိုအဆင်ပြေအောင်လုပ်ပေးပါမယ်ရှင်တို့နှစ်ယောက်အောက်မှာဆင်ပြီးစောင့်နေပေးပါဒါပေမဲ့နှစ်ယောက်သားကီကီကိုကြည့်နေရင်တုတ်မြမလို့ကျမရှင်တို့ကိုအဆင်ပြေသွားမှာပါလို့ပြောနေပါတယ်ကျမကစောင့်မတယောက်ပါကျမစွမ်းဆောင်နိုင်ပါတယ်ကီကီကဝင့်ကျွမ်းဟန်ဖြင့်ပြောလိုက်သည်သူတို့နှစ်ဦးလေကားအတိုင်းဆင်းသွားပြီးချိန်တွင်မူသူမသည်တက်ပြင်းရှည်ကြီးကိုချလိုက်လေသည်โอเคជីငါ့ကိုတော့ပူပါအောင်ငါ့ကိုနေအစွမ်းရှိသလောက်တအားတွန်းပြီတော့ထို့နောက်သူမသည်တပြက်စီကိုခွာကအင်မတန်လင်းမြန်သောအရှင်ဖြင့်ပြန်တန်းလေတော့သည်ကီကီသည်မြို့အစွန်အဖျားသို့ရောက်အောင်သွားပြီးတပတ်ပြန်တဲ့လာကနာယီစင်ရှိရာဘက်သို့အရှင်ကိုမြင့်ပြီးတဟုန်ထိုးပြန်တန်းလာခဲ့သည်ထို့နောက်နာယီစင်နှင့်ဝင်တိုက်ခါလေးတွင်နာယီလက်တံအကြီးအားသူမ၏လက်အစုံဖြင့်ဖမ်းဆွဲပြီးပြန်တန်းလာသောအရှင်အဟုန်ဖြင့်တွန်းတင်လိုက်သည်မျက်စိတမိတ်အတွင်းတွင်သူမ၏တွန်းအားတစ်ချက်ကြောင့်တနာရီနှင့်24မိနစ်စာရွှေ့သွားလေတော့သည်နာယီလက်တံနှချောင်းသည်10နှစ်နေရာတွင်လှပစွာစုံစည်းသွားတော့သည်
ခေါင်းလောင်းတန်သည်ကိုရီကိုမြို့အနှံ့ပဲ့တင်ထပ်သွားပြီးမြို့တော်ခမ်းမအရှိစီမှကောင်းကြီးအော်ဘာကြွေးကြော်တန်းတခဲနဲ့ထဲထွက်ပေါ်လာသည်ထို့နောက်လမ်းမတစ်လျှောက်ထွက်လာသောခြေသည်များနှင့်အတူအပြေးပြိုင်ပွဲလေးစတင်ချေပြီထိုအချိန်တွင်နိုင်လက်တံတစ်ခုကိုအားစိုက်တွန်းလိုက်ရသောဂီဂီသည်အရှိန်ကြောင့်ပြန်ကန်ထွက်ကမြို့အပြင်ဘက်အထိလွင့်ဆွင်သွားရသည်နောက်ဆုံးတွင်ဂီဂီသည်တပြက်စီးကိုငြိမ်အောင်ထိန်းထားနိုင်ပြီးနိုင်ရီစင်သို့ပြန်လာခဲ့လေသည်သူမသည်နိုင်ရီစင်သို့ရောက်သည့်နှင့်မောပန်းနှွှဲ၍ပုံလျက်သားလဲကျသွားတော့သည်သူမ၏စပင်သည်ဖယိုဖယဲဖြစ်နေပြီးဦးကောင်းထဲတွင်အုံနောက်အပိုင်းအစများဘဲညာပြန့်ကျဲနေတယ်လို့ခံစားလိုက်ရသည်သူမသည်ခေါင်းကိုရမ်းခါလိုက်ပြီးအောက်သို့ကုတ်ကြည့်လိုက်သောအခါလူသူအများကတက်ကြွစွာပြေးလွှားနေကြသည်ကိုမြင်ရသည်မြို့သူမြို့သားများသည်တမြို့လုံးကိုလှည့်ပတ်ပြီးပြေးလွှားနေကြသည်မှာလမ်းများရွှေ့တကဲ့သို့ပင်ထင်စေရလောက်သည်အရှိဆုံးတွင်ခြေတလန့်အသာဖြင့်ဦးဆောင်ပြေးနေသူမှာမြို့တော်ဝန်ကလေးပင်ဖြစ်တော်သည်တော်တော်မူးသွားတာပဲငါတော့အမြင်များပြုတ်ထွက်သွားမလားလို့ထင်ရတယ်ကြည်ကြည်သည်ဖိနှင်းခံထားရသောပန်းကလေးတစ်ပွင့်ပမာရကက်ကက်ဖြစ်နေရှာသည်ငါတော့မျက်စိတွေပါးစပ်တွေပါပြုတ်ထွက်ပြီးမျက်နှာမရှိတဲ့မကောင်းဆိုးဝါးတကောင်လိုဖြစ်တော့မလားဆိုပြီးထိမိသေးတယ်စစ်သက်သားရာရမှုနဲ့အတူတက်ပြင်းချပြီးဂီဂီသည်သူမ၏နာရီကိုကြည့်လိုက်မိလေသည်အိုး12နာရီထိုးဖို့9မိနစ်တောင်လိုသေးပါလားသူမသည်ဦးနှိပ်ပြီးရီမောနေမိလေသည်ငါတော့အလုပ်မှာနည်းနည်းတော်လာပြီလို့ထင်တာပဲဟေ့ဒါပေမဲ့အနည်းဆုံးတော့ငါတို့တို့တောက်မကြခဲ့ဘူးလေမစိုးပါဘူးဟုတ်တယ်မဟုတ်လားသိလေတာပဲជីကပြောရင်သူ့ကိုယ်သူလှည့်ပတ်ကြည့်ရင်အလှတကြားထောက်အောင်လေသည်သွားပါပြီငါရဲ့ဖိုက်စီကလေးပျောက်သွားပြီလေးတက်ပြီးလွင့်သွားတာပဲဖြစ်မယ်ဒီညမှာကြုံလာခဲ့ရတာတွေနဲ့ရှင်တော့သိမစိုးပါဘူးအဆင်ပြေမှာပါဟုတ်တယ်ဟုတ်မပြေဘူးလေငါကအဲ့ဒါလေးကိုဂယုတဆိုင်နဲ့အမြင့်တနိုးသိမ်းထားတာအဲ့ဒါမရှိရင်ငါဟာတာမန်ကြောင်အနဲ့ရောင်ကြောင်အိုကြီးတစ်ကောင်ပဲဖြစ်နေတော့မှာပေါ့အပေးနဲ့အယူမြတ်တနေရမယ့်အစားဒီမြို့မှာငါအလောက်ကစူးစမ်းသမျှဆုံးရှုံးမှုကတော်တော်ကြီးမားပါလားကီကီကသူ့ကိုနှစ်သိမ့်သည်ဒါပေမဲ့ငါတို့တွေကနှစ်သိမ့်ကိုစောင့်ကျင်းပေးလာခဲ့တယ်လေပြီးတော့ပစ္စည်းပုံဝန်ဆောင်မှုပေးခဲ့တာတွေကလည်းတော်တော်များခဲ့တာပဲဒီလိုထူးထူးခြားခြားလုပ်နိုင်တာငါတို့တွေပဲရှိတယ်နင်ကတခြားအနဲ့ရောင်ကြောင်အိုတွေကလုပ်နိုင်တယ်လို့ထင်လို့လားပျော့နေစမ်းပါစိတ်ဓာတ်မကျနဲ့ငါတို့ပြေးလိုက်ကြရအောင်ငါတို့နည်းနည်းတော့လိန်ဖို့လိုမယ်အိုဆိုနိုတို့မိသားစုကိုလိုက်မိတဲ့အထိပြန်သွားပြီးရောပြေးကြရအောင်တော်ပုံနဲ့မမီတို့ကိုလည်းရှာရအောင်မယ်သွားကြစို့လားသူကជីကိုပွေ့ချင်ရင်တပြက်စီးပြန်ဖြစ်ပြန်လဲထွက်ခွာသွားသည်နှစ်တည့်ရောက်ပြီးရများတွင်လူစိမ်းများကကီကီကိုလမ်းပေါ်မှာတွေ့သည်နှင့်ချီးမွမ်းစကားဆိုကြသည်လူအများကနှစ်တနစ်၏အစားတွင်စိတ်ခံစားမှုအခြေအနေကောင်းနေကြသောကြောင့်နှုတ်ဆက်ခြင်းဖြစ်မည်ဟုကီကီကထင်ခဲ့သည်သို့သောတရက်တွင်အိုဆူနိုကသူမကိုရှင်းပြလေသည်နိုင်ရီပြင်စရာကညီမအကြောင်းကိုလှည့်ပြီးပြောပြနေခဲ့တာကီကီကနိုင်ရီကိုပြင်ပေးပြီးတော့တကောင်ရန်ခေါင်းလောင်းကိုမြည်စေခဲ့တယ်တဲ့ပြီးတော့ဒီလိုမော်အတက်ကိုသုံးနိုင်တဲ့စုံမလေးတစ်ယောက်ဒီမြို့မှာရှိတာအင်မတန်အဆင်ပြေတဲ့အကြောင်းတွေပေါ့ညီမလေးအတွက်မမလေးဂုဏ်ယူလိုက်တာဒါပေမဲ့မမကတော့ညီမဟာဒီလိုပဲဖြစ်ရမေးလို့ထင်မြင်ခဲ့တာကြားပါပြီကွယ်အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နှစ်သက်မှာကောင်းတာတွေကိုစောင့်ကြည့်ပေးခဲ့တဲ့စုံမလီကီကီတယောက်ကနောက်အခန်းဆက်တွေမှာငွေဦးတန်စင်ကိုဘယ်လိုစောင့်ကြည့်ပေးမလဲဆိုတာကိုစောင့်မျှော်နားဆင်အားပေးကြပါဦးနော် channel ကို like and subscribe လုပ်ဖို့လည်းမမေ့ကြနဲ့နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ခေကျူတာငါနောက်စနေအောင်